သမိုင်းတော်ထုတ်ဖော်မည်ပရံပရလူဤဘဝမှာစန္ဒတူရိယလောင်းနေဖယားလောင်းတို့သည်နွားကြောင်သာဖြစ်စေငါပဲအလွန်ရင်းနှီးချစ်ခင်တငယ်ချင်းမှုတူသွားလျင်အယုတ်ကလေးကိုစားထားခဲ့သည်တူသွားလျင်အယုတ်ကလေးကိုစားထားခဲ့သည်ရခပူရတညဝရီမျိုးရခိုင်ပြည်စိုးပိုင်သည်ဘုံသဘာရှင်မို့အတီစန္ဒတူရိယာမင်းမင်းကဖျားပွင့်ရပဲစီတို့မူမတ်များကိုမေးတော်မူလေသည်လျောက်တင်မကြောင့်အမပေါင်းကြီးမြစ်စီမအနောင်တိုင်းသာဝိထိပြည်ချီတက်တော်မူသည်သီလာကြီးတောင်ထိပ်ပေါ်စီဇုံစိတ်ကမှန်ချီတက်တော်မူသည်သီလာကြီးတောင်ထိပ်ပေါ်စီဇုံစိတ်ကမှန်လမ်းခရီးမှာအမောင်ကြီးပြကဒုက္ခကြုံလာတလီမြတ်စွာဘုရားသည်ရောင်ဤ6သွဲတန်းငါပြလေသည်ပူရတညဝရီမျိုးရခိုင်ပြည်စိုးပိုင်သည်ဘုံသဘာရှင်မို့အတီစန္ဒတူရိယာမင်းမရင်ကဖျားပွင့်ရပဲစီတို့မူမတ်များကိုမေးတော်မူလေသည်လျောက်တင်ပါကြောင့်အမတ်ပေါင်းကြီးမြစ်စီမအနောင်တိုင်းသာဝိထိပြည်ချီတက်တော်မူသည်သေလာကြီးတောင်ထိပ်ပေါ်စီဇောစိတ်ကမှန်ချီတက်တော်မူသည်သေလာကြီးတောင်ထိပ်ပေါ်စီဇောစိတ်ကမှန်လမ်းခရီးမှာအမောင်ကြီးပြကဒုက္ခကြုံလာတလီမြတ်စွာဘုရားသည်ရောင်ဤ6သွဲတန်းငါပြလေသည်ကိုယ်ွယ်ဘူးရခိုင်မြို့တိုင်းမစီပေးဆောင်သည်အာရစွာလူများဖျားရှိစီပူတော်ပြီကိုစားတော်အတီးထားခေါ်တောင်းမှန်သည်ရတနာခဏပါကိုကျူချက်လို့တီဖယားကိုစားပုံတွင်းမာသည်ဝိကပွင့်ကရင်ဝိခုနှစ်ကြိမ်ချီကိုယ်ွယ်ဘူးရတနာခဏပါကိုကျူချက်လို့တီဖယား
တ်သည်မင်းများစွာတိုက်ယူကြတော်လဲအောင်လဲမအောင်မီအမရာပူရာဘဝရှင်မင်းတရာလက်ထပ်တော်သည်1149ခုမိလကစုံအတွင်းမှာစကိုင်းစိတ်စီမဟာမုနီရုပ်ရှင်တော်ကိုကိုတော်မင်းတရာစင်္ဃကျိုးရှာသည်နန်းတော်ရဲ့အရှိမြောက်တောင်စီကိုွယ်သည်တစောင်းတက်တန်လူရန်ဆောင်လုပ်သည်ပထိုးတော်သည်မဟာမြတ်မုနီယခုတိုင်းတကူ